သိန်း1550နဲ့18ပေ54ပေတိုက်ခန်းကိုဝယ်လို့ရပါတယ်ဆိုတဲ့အကြောင်းမိတ်ဆွေတို့သိကြမှာပါဒီတိုက်ခန်းကတော့အကျယ်18ပေ54ပေရှိပါတယ်နေရာကတောင်ကလာပါမြို့နယ်မင်းရဲကျော်စွာလီလန်းမှာရှိတာပါ BCC မီတာနဲ့စာရွက်စာအကုန်လုံးစုံတာကြောင့်ခံရေးကြနဲ့ဝယ်လို့ရတဲ့တိုက်ခန်းမှာအိတ်ခမ်းတစ်ခမ်းပါဝင်ပြီး AC တစ်လုံးလည်းပါဝင်တာဖြစ်ပါတယ်ဒီတိုက်ခန်းရဲ့တန်ဖိုးကသိန်း1550ညှိနှိုင်းစီဖြစ်ပါတယ်တကယ်လို့မှဒီတိုက်ခန်းဝယ်ယူမယ်ဆိုရင်39 9456 9333ကိုဆက်သွယ်ပြီးဝယ်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်းပြောပြရစီဘူတိုင်းအိမ်သာရေချိုးကန်အောက်မှာကြွေပြားခန်းပါကီခင်းအိတ်ခမ်းတစ်ခမ်းပါဘေးမှာတိုက်မြင့်မရှိတန်မန်းဆန်းချိတ်အကုန်လုံးတက်ဆင်ထားတာဖြစ်ပါတယ်တိုက်ခန်းတစ်ခမ်းရဖို့ရအတွက်စာရွက်စာတမ်းတွေကစုံလင်မှုအဓိကကြပါတယ်တိုက်ခန်းတစ်ခမ်းဝယ်ပြီးဆိုရင် BCC မိတ်တူဂရန်မိတ်တူမြေရှင်ခဏစာချုပ်အစစာရာတောင်းအောင်မှာဖြစ်ပါတယ်စာချုပ်စာတမ်းအဆက်ဆက်လဲစုံတဲ့တိုက်ခန်းမှာဒီခုမြင်ရတဲ့ဆိုဖာကုံလဲလက်ဆောင်အဖြစ်ထားခဲ့ပေးမှာဖြစ်ပါတယ်ငါးခုမြင်မစိုးလမ်းမကြီးနဲ့နီးသလိုတန်နုမကိုတဲပေါက်တဲ့မင်းရဲကျော်စွာလမ်းမကြီးနဲ့လဲနေတာဖြစ်ပါတယ်အခုလိုကျွန်တော်ရဲ့ပုတ်ကိုစုံအောင်ကြည့်ရှုပေးလို့ကြည့်ရှုသူအလုံးကိုကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းလဲပြောပြရစီနောက်တစ်ခေါက်ပြန်ပြရမယ်ဆိုရင်အန်တွန်းပိုင်းမှာပါကီတွေခင်းထားပါတယ်တန်မန်းဆန်းရှိတ်တွေလည်းတက်ထားပါတယ်အိတ်ခမ်းနှခမ်းပါပါတယ် AC တစ်လုံးပါပါတယ်ဒီတိုက်ခန်းကိုဝယ်ယူမယ်ဆိုရင်39 9456 9333ကိုဆက်သွယ်ပြီးမှဝယ်ယူနိုင်တယ်လို့လာရောက်ကြည့်ရှုကိုလည်းဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်